Hello, vlog ပိုင်းရှုံပါရှင်။ဒီတစ်ခေါက် vlog လေးကတော့ရှုံးတို့ဒီ Time City မှာရှိတဲ့ Sweet Atelier မှာနေ့လည်စာသွားစားထားတဲ့ vlog လေးပါ။ဒီဆိုင်ကသူက Chinese dessert တွေကိုအဓိကရောင်းတာပေါ့နော်။ Chinese dessert တွေအများကြီးရှိရဲစားကြည့်စရာတွေပေါ့နော်။ရှုံးတို့ကတော့နေ့လည်စာအဓိကလာစားတာပါ။ဒါကတော့ဆိုင်ရဲ့အပေါ်တက်အခင်းကျင်းလေးပေါ့နော်။ဆိုင်ကအောက်ထက်နဲ့အောက်ထက်နဲ့အပေါ်တက်နဲ့နှစ်ထပ်ရှိပါတယ်။အောက်ထပ်ကိုအတိချာတော့မရိုက်ခဲ့ရဘူးပေါ့နော်။ဒါကတော့အပေါ်တက်ကိုရှုံးအဓိကထားရိုက်ခဲ့တာပါဒါကတော့ menu ပေါ့နော်ကျွန်တော်ဘာတွေစားခဲ့လဲဆိုတာကိုတော့အနောက်မှာကြည့်ပေးပေါ့နော်menu တွေကတော့အများကြီးပဲတော်တော်များတယ်ပေါ့နော်သူကဒီရှမ်းတရုတ်အဲ့လိုအစားအသောက်တွေများတာပါရှင်အနောက်မှာဘာတွေစားခဲ့လဲဆိုတာကတော့ဝက်သားမုံညင်းချင်ကျော်နဲ့ထမင်းပါရှင်ပြီးတော့ယူနန်ဝက်သုံးသက်သားကင်မီရှေသုံးဒါကစီချန်စတိုင်းမော်ဖူတိုဖူပေါ့နော်အဲ့ဒါကိုပြင်လဲစားနဲ့ဒါကယူနန်မုံညင်းချင်မီရှေပါဝက်သားနဲ့စားခဲ့ပါတယ်ရှင်သူကဝက်သားကိုဟိုလိုအတုံးလိုက်ကြီးတွေမဟုတ်ဘဲနဲ့ဒီကြိတ်ထားပါတော့ကြိတ်ထားတဲ့အသားတွေဆိုအများကြီးပါတယ်တော်တော်စားရတယ်ဒါကတော့နောက်ဆုံး dessert ပါဖာလူတာကိုအုံလုံးနဲ့နွားနိုးနဲ့ရွေးလို့ရတယ်ပေါ့နော်ရှုံးလို့ကတော့အုံလို့ယူခဲ့ပါတယ်ဒါကတော့အောက်ထက်အကြံပြင်းလေးပါရှင်ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက် vlog တွေမှာထပ်တွေ့ပါမယ်တတား